ကလေးလေးယောက်ဟာတောထဲမှာရှောက်သွားရင်းကစားနေကြတော့တစ်ခေါင်းထဲကရေအိုင်လေးထဲမှာထူဆန်းပြီးအယောင်တောက်နေတဲ့ဥတလုံးကိုတွေ့ခဲ့ကြတယ်။အဲ့ဒီဥကိုရေထဲကလည်းဆွဲထုတ်လိုက်ရောတောက်နေတဲ့အယောင်ကမှိန်သွားတာပဲ။ကလေးတွေကတယောက်ကဖိုးဖိုးတယောက်ပြောဖူးတဲ့ပုံမြင်ကိုသွားသတိရတယ်။အဲ့ဒါကတော့လပြညဆိုရင်တစ်ခေါင်းတွေထဲမှာအချိန်တွေကိုဝါမျိုးတက်တဲ့မိစ္ဆာကောင်တစ်ကောင်ပေါ်လာတတ်တယ်ဆိုတဲ့အကြောင်းပေါ့။ကလေးတွေကဒီဥထဲမှာအဲ့ဒီမိစ္ဆာကောင်ရှိနေနိုင်တယ်လို့တန်တရားဝင်ပြီးယောက်ျားလေး၃ယောက်ကညှင်းခုန်နေကြတာပေါ့။အဲ့ဒီအချိန်မှာအဖွဲ့ထဲကတဦးလေးသောမိန်းကလေးဖြစ်တဲ့ဆူရင်ကသူမရဲ့စပင်ကလေးပြောင်းနေတာကိုသတိထားမိသွားတယ်။ဒါနဲ့ကလစ်ကိုပြန်ရှာဖို့တစ်ခေါင်းရှိတဲ့နေရာကိုတယောက်တည်းပြန်သွားခဲ့တယ်။အဲ့ဒီမှာတင်ရုတ်တရက်မြေကြီးတွေပြင်းပြင်းထန်ထန်တုန်ခါလာတော့တာပဲ။ဆူရင်နောက်လှည့်ကြည့်လိုက်တဲ့အခါရေအိုင်ထဲမှာနောက်ထပ်အယောင်တောက်နေတဲ့ဥတလုံးထပ်ထွက်လာတာကိုတွေ့လိုက်ရတယ်။တစ်ခေါင်းထဲမှာလည်းပိုပြီးတုန်ခါလာလို့ဆူရင်တယောက်အပြင်ကိုအတင်းလူထွက်ခဲ့ရတယ်။သူမအပြင်ရောက်ပြီးမကြခင်မှာပဲတစ်ခေါင်းကြီးပြိုကျသွားတော့တယ်။အပြင်ရောက်တော့သူမရဲ့တငယ်ချင်း၃ယောက်လုံးပျောက်ချင်းမလားပျောက်နေပြီးမြေကြီးပေါ်မှာတော့ဥခုံကွဲလေးတွေပဲပြန့်ကျဲနေတာကိုတွေ့ရတယ်။အပြင်မှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာဆူရင်လုံးဝမသိလိုက်ဘူး။တငယ်ချင်းတွေကိုလိုက်ရှာရင်းညံ့တဲ့အထိတောထဲမှာတယောက်တည်းရှောက်သွားနေမိတယ်။ဒီအတောအတွင်းမှာပဲကလေးလေးယောက်ပျောက်ဆုံးနေတဲ့တရင်ကပြန့်သွားပြီးမိဘတွေနဲ့ရဲတွေစုပေါင်းပြီးတောနှင်းရှာကြတယ်။နောက်တော့ဆူရင်ကိုသတိလစ်နေတာတွေ့သွားကြတယ်။ဆူရင်သတိရလာတဲ့အခါဖြစ်ပျက်ခဲ့သမျှကိုရဲတွေကိုအကုန်ပြောပြပေးမဲ့အယောင်တောက်တဲ့အုပ်ကိုတူးဖော်ခဲ့တယ်ဆိုတဲ့ပုံမြင်ကကလေးတယောက်ရဲ့စိတ်ကူးယဉ်မှုလို့ပဲလူကြီးတွေကထင်ခဲ့ကြတယ်။ဒါကိုတက်တည်ပြဖို့ဆူရင်ကလူအားလုံးကိုတစ်ကောင်းရှိတဲ့နေရာကိုခေါ်သွားပေးမဲ့တညအတွင်းမှာတင်အဲ့ဒီနေရာကအရင်နဲ့မတူပဲလုံးဝပြောင်းလဲနေခဲ့တယ်။ဒီလိုနဲ့အခြေအနေတွေရှုပ်ထွေးနေတော့ပျောက်ဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေကဆူရင်ကိုပဲဝိုင်းပစ်တင်ကြတော့တာပေါ့။အဲ့ဒီအချိန်မှာပဲရဲရရှိစီကိုအရေးပေါ်ဖုန်းတစ်ချက်ဝင်လာတယ်။မိုင်း20လောက်ဝေးတဲ့ကမ်းခြေတစ်ခုမှာဖတ်တီးလေးရဲ့အလောင်းကိုရှာတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းပဲ။သူ့ကိုတဲတွေအောက်မှာမြုပ်ထားတာဖြစ်ပြီးတေဆုံးရတဲ့အကြောင်းရင်းကတော့ရင်ကျက်ယောဂဖောက်ပြန်လို့ဖြစ်ပါတယ်။ဒီသတင်းကမိဘတွေအတွက်တော့ရင်ကွဲမတက်ခံစားရတာပေါ့။သူတို့သားတွေလည်းတေဆုံးသွားလောက်ပြီဆိုတဲ့လက်တွေ့ဘဝကိုရင်ဆိုင်ရတော့မယ်လေ။နောက်ထပ်ကောင်လေးတယောက်ရဲ့မိဘတွေကလည်းသူတို့အိမ်ရှိမှာတားဖြစ်သူရဲ့အဝတ်အစားတွေကိုတွေ့ခဲ့ရတယ်။တစုံတစ်ယောက်ကညာရင်းချင်းလာထားသွားတာတိတာနေတာပေါ့။ဒါနဲ့ရဲတွေကလူပြန်ပေးဆွဲမှုအဖြစ်သတ်မှတ်ပြီးစုံစမ်းတော့တယ်။တရက်မှာတော့ဆူရင်တို့အိမ်ရှိကအုတ်ခဲလေးတွေနေရာရွှေ့ထားတာကိုဆူရင်တွေ့လိုက်ရတယ်။ဒါကသူမနဲ့ဆောင်းမင်းနှစ်ယောက်တည်းပဲတည်တဲ့လှုပ်ဝက်အချက်ပြချက်လေး။ဆောင်းမင်းပြန်လာပြီလို့ထင်ပြီးဆူရင်တယောက်တောင်ကုန်းနောက်ဘက်ကတောအုပ်ထဲကိုခြေရခံလိုက်သွားခဲ့တယ်။အဲ့ဒီမှာတင်အသက်30ဝန်းကျင်အမျိုးသားတယောက်ပေါ်လာပြီးဆူရင်နားကိုဖြည်းဖြည်းချင်းရှောက်လာတယ်။ပြီးတော့သူ့အုပ်ထုပ်ကိုချွတ်လိုက်ပြီးသူဟာဆောင်းမင်းဖြစ်တယ်လို့ပြောလိုက်တာပဲ။ဆူရင်ကတော့ကြောက်လန့်တကြားအော်ဟစ်ပြီးတောင်အောက်ကိုပြေးဆင်းလာခဲ့တယ်။ကံကောင်းထောက်မစွာနဲ့သူမရဲ့ပထွေးနဲ့တွေ့ပြီးရဲကိုချက်ချင်းအကြောင်းကြားနိုင်ခဲ့တယ်။ရဲတွေတောနှင်းရှာပေမဲ့ဆူရင်ပြောတဲ့လူကိုတော့မမိလိုက်ဘူး။ဒါပေမဲ့သူခစ်တခုအောင်ခဲ့တဲ့နေရာမှာတော့ထူးဆန်းတဲ့တင်ကေတတွေအပြည့်ပါတဲ့ဒိုင်ယာရီစာအုပ်ထုကြီးတစ်လုံးကိုတွေ့ခဲ့တယ်။ရဲတွေကတော့ဒါတွေကိုရှောက်ချစ်ထားတာလို့ပဲထင်ကြပေမဲ့ဆူရင်ကတော့ဒါဟာသူမနဲ့ဆောင်းမင်းတို့အသုံးပြုခဲ့တဲ့လှုပ်ဝက်ကုတ်တွေဆိုတာချက်ချင်းသိလိုက်တယ်။ဒီဒိုင်ယာရီကိုဖတ်ပြီးတဲ့နောက်မှာတော့ဘာတွေတကယ်ဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုဆူရင်တယောက်အဖြေရှာတွေ့သွားပါတော့တယ်